Perry မျိုးရဲ့ညဦးပိုင်းချိန်တစ်ခုမှာ Dress ဟာသူ့ရဲ့အလုပ်ရှင် Philip ကိုမြို့ထဲမှာကားမောင်းပို့ဆောင်ပေးနေပါတယ်။လမ်းပိတ်တာကိုစိတ်မရှိတော့တဲ့အခါ Dress ဟာအရှိန်နှုန်းကန့်သက်ချက်ကိုချိုးဖောက်ပြီးတခြားကားတွေကိုကြော်တက်ကလမ်းစည်းကမ်းတွေကိုဂရုမစိုက်ဘဲအရှိန်ပြင်းပြင်းမောင်းနှင်ပါတော့တယ်။ဒါကြောင့်ရဲတွေကသူ့နောက်ကိုလိုက်ပါတော့တယ်။ Dress ကရဲတွေကိုမျက်ခြေဖြတ်နိုင်ရင်ယူရို100လောင်းကြီးထက်ခဲ့ပေမဲ့တရားအောက်ရောက်တဲ့အခါမှာတော့ရဲတွေကနှစ်ဖက်ညက်ပြီးဖမ်းမိသွားပါတယ်။ဒါပေမဲ့ Dress ကတော့မကြောက်တဲ့အပြင်ရဲတွေကိုယ်တိုင်လမ်းပြပေးအောင်လုပ်နိုင်ရင်ယူရို200ထပ်မံလောင်းကြီးထပ်ပါတယ်။သူဟာကားပေါ်ကဆင်းပြီး Philip ဟာအရေးပေါ်လူနာဖြစ်ကြောင်းလှုပ်ရှားလို့မရကြောင်းနဲ့သူ့ကိုဆေးရုံအမြန်ပို့နေတာဖြစ်ကြောင်းတရုတ်ဆောင်ပြီးရဲတွေကိုပြောပါတယ်။ရဲတွေကကားနောက်ခန်းထဲကဝီချဲကိုမြင်သွားတဲ့အပြင် Philip ကလည်းတက်နေတယ်လို့မျိုးဟန်ဆောင်ပြလိုက်တဲ့အခါမှာတော့ဒါဟာအရေးပေါ်အခြေအနေလို့ယုံကြည်သွားပြီးရဲတွေကဒဏ်ရိုက်မဲ့အစားဆေးရုံအထိလမ်းဖွင့်ပေးပြီးလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။လောင်းကြီးနိုင်သွားတဲ့အတွက် Dress က Earth Wind Fire ရဲ့ September တခြင်းကိုဖွင့်ပြီးအောင်ပွဲခံခဲ့ပါတယ်။ဆေးရုံရောက်လို့ရဲတွေထွက်သွားတာနဲ့သူတို့နှစ်ယောက်ဆေးလိပ်အတူတောက်ကြပြီးဆေးရုံဝန်ထမ်းတွေမတွေ့ခင်မှာပဲ Dress ကမောင်းထွက်သွားပါတယ်။ဒီခင်မင်မှုဟာလွန်ခဲ့တဲ့လပေါင်းများစွာကစတင်ခဲ့တာပါ။ Philip နဲ့သူ့ရဲ့လက်ထောက်မကလေးတို့ဟာပြုစုစောင့်ရှောက်သူအသစ်ရှာဖွေဖို့လူတွေ့စစ်ဆေးမှုတွေလုပ်နေကြပါတယ်။ဒါပေမဲ့လာရောက်ဖြေဆိုသူတွေရဲ့အဖြေတွေကရိုးအိုင်နေတဲ့အတွက်သူတို့သဘောမကျဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲ Dress ကသူ့အလက်မဟုတ်ပဲဆိုအတင်းဝင်လာပါတယ်။သူကအလုပ်လိုချင်လို့မဟုတ်ပဲအလုပ်လက်မဲ့ထောက်ပံ့ကြေးရဖို့အတွက်သူတို့ကသူ့ကိုအလုပ်မခံဘူးဆိုတဲ့လက်မှတ်ကိုပဲလိုချင်တာပါ။သူဟာပွင့်လင်းလွန်ပြီးရိုင်းဆိုင်တယ်လို့ရှိတဲ့အပြင်မက်ကလေးကိုပါဟိတ်ဟန်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ Philip ကသူ့ကိုစိတ်ဝင်စားသွားပြီးလက်မှတ်ထိုးပေးဖို့အတွက်နောက်နေ့မှပြန်လာခဲ့ဖို့ပြောပါတယ်။ Dress ဟာစင်းရဲတဲ့ရက်ကွက်ကသူ့အိမ်ကိုပြန်ရောက်တဲ့အခါညီကိုမောင်နှမတွေကြားထဲမှာခက်ခက်ခဲခဲရေချိုးရပါတယ်။သူကသူ့ညီအတန်းမှာမတင်ကားစရာကားတစ်စီးပေါ်ကဆင်းလာတာကိုမြင်လိုက်တဲ့အတွက်တခုခုလုံးနေပြီလို့တန်တရားဝင်မိပါတယ်။ညနေပိုင်းသူ့အမေပြန်ရောက်လာတဲ့အခါတခိုးလာတဲ့ Facebook ဦးကိုလက်ဆောင်ပေးပြီးခီးထွက်နေတာလို့လိန်ပြောပါတယ်။ဒါပေမဲ့သူ့အမေကတော့သူ6လလောက်ပျောက်နေပြီးအခုမှဟိုတယ်လိုမျိုးသဘောထားပြီးပြန်လာတာကိုစိတ်ပြက်နေတဲ့အတွက်သူ့ကိုအိမ်ကနေနှင်ထုတ်လိုက်ပါတယ်။ Dress ဟာတငယ်ချင်းတွေနဲ့အတူညအချိန်ကိုကုံဆုံးလိုက်ပါတယ်။နောက်နေ့မှာ Dress က Philip စီကိုလက်မှတ်သွားယူတဲ့အခါအိမ်အကူကြီးကအိမ်နဲ့လိုက်ပြပြီး Philip ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုရှင်းပြပါတယ်။သူ့အတွက်တီးတန့်ရေးချိုးခန်းပါတဲ့အခန်းကိုလည်းပြပါတယ်။ Philip က Dress ကိုစမ်းသက်ကာလတစ်လအလုပ်ခန့်လိုက်ပြီးသူ့နှစ်ပတ်တောင်ခံမှာမဟုတ်ဘူးလို့လောင်းကြီးထပ်ပါတယ်။ Dress ဟာ Philip ကိုပြုစုပုံပြုစုနည်းတွေကိုတင်ယူရပါတယ်။ခြေထောက်တွေနှိပ်ပေးတာဝီချဲပေါ်တင်ပေးတာရေချိုးပေးတာကအစအဝတ်စားလဲပေးတာအထိလုပ်ပေးရပါတယ်။အဆိုးဆုံးကတော့ခြေအိတ်ရှည်တွေစုပေးရတာနဲ့ဝမ်းသွားပြီးရင်တန်ရှင်းရေးလုပ်ပေးရတာတွေပါ Dress ကညှင်းဆန်ပေမဲ့နောက်ဆုံးမှာတော့အလုပ်ရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်လက်ခံလိုက်ရပါတယ်။ Dress ဟာ Philip ရဲ့နေ့စဉ်ဘဝမှာမြန်မြန်ဆန်ဆန်ပဲအသားကျလာပါတယ်။သူဟာ Philip ရဲ့စာတွေကိုစီစစ်ပေးရပေမဲ့လုံးဝဖွင့်မကြည့်ရတဲ့တီးတန့်စာအချို့ရှိနေပါတယ်။သူဟာPhilip ပြောသလိုအနှိတ်ခမ်းကြော်ညာတွေကိုလွှတ်မပစ်ပဲတီးတန့်ဖိုင်တစ်ခုနဲ့စုထားလိုက်ပါတယ်။သူဟာမက်ကလာကိုလည်းဆက်လက်ပိုးပန်းနေတယ်လို့တခါတရံအနှိတ်တီတွေကိုလည်းသူ့အခန်းထဲခေါ်တတ်ပါတယ်။တနေ့မှာ Dress က Philip ကိုဘင်ကားနောက်ခန်းထဲမှာပစ္စည်းလိုမျိုးလိုက်ရတာကိုသဘောမကျတဲ့အတွက်အိမ်ကပြန်ကားတစ်စီးနဲ့ပဲလိုက်ပို့ပေးပါတယ်။ Philip ကလည်းဒီလိုအရှိန်ပြင်းပြင်းမောင်းရတာကိုသဘောကျသွားပါတယ်။သူတို့ပြလိုက်ကိုသွားတဲ့အခါမှာ Philip ကအနီရောင်အဆက်တစ်ဆက်ပဲပါတဲ့ပကြီကားတစ်ချက်ကိုဈေးကြီးပေးဝယ်ဖို့လုပ်တာကို Dress ကအလကားပဲလို့ဝေဖန်ပါတယ်။ Philip ရဲ့ဆွေမျိုးတစ်ယောက်က Dress ဟာရာဇဝတ်မှုမှတ်တမ်းရှိတဲ့သူမို့လို့သတိထားဖို့သတိပေးပေမဲ့ Philip ကတော့ဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့ Dress ကသူ့ကိုတနာတဲ့မျက်လုံးနဲ့မကြည့်ပဲလူသားတစ်ယောက်လိုဆက်ဆံလို့ပါ။ဒီဝန်ကနေတဆင့် Philip ဟာ Eleanor ဆိုတဲ့အမျိုးသမီးနဲ့6လကြာစာချင်းဖလှယ်နေပေမဲ့တခါမှလူချင်းမတွေ့ဘူးဆိုတာ Dress သိလိုက်ရပါတယ်။တညမှာ Philip အသက်ရှူရခက်တဲ့ဝေဒနာခံစားရတဲ့အခါ Dress ကသူ့ကိုကူညီပေးပြီးညဘက် Perry မြို့ထဲမှာလင်းငင်းခံမှုခေါ်သွားပါတယ်။အဲ့ဒီမှာ Philip ကသူ့ရဲ့အတိတ်အကြောင်းတွေကိုပြောပြပါတယ်။သူ့ဇနီးဟာကိုဝင်9ချိန်ပြစ်ကြပြီးနောက်ယောဂနဲ့ဆုံးပါသွားခဲ့ကြောင်းသူကလည်းလေထီးခုန်ရင်မတော်တဆဖြစ်ပြီးကိုအောက်ပိုင်းတည်သွားခဲ့ကြောင်းတွေပါ Philip က Dress ကိုအတီတကျအလုတ်ခန့်လိုက်တဲ့အပြင်တခိုးသွားတဲ့ Facebook ကိုလည်းဇနီးတဲ့ရဲ့အမှတ်တရမှုပြန်ပေးဖို့ပြောပါတယ်။ Dress က Philip ရဲ့ကလောင်ဖော် Eleanor စီကိုစာတင်မကပဲဖုန်းပါဆက်ဖို့တိုက်တွန်းခဲ့ပါတယ်။ Philip တယောက် Eleanor နဲ့ဖုန်းပြောတာတွေ Dress နဲ့အတူ Opera ပွဲသွားတာတွေနဲ့ပျော်ရွှင်နေပါတယ်။ Dress က Philip ကိုဓာတ်ပုံလဲလှယ်ဖို့တိုက်တွန်းပြီး WeChat ပေါ်ကပုံကိုရွေးပေးပေမဲ့ Philip ကတော့သူကျမ်းမာစဉ်ကပုံကိုပဲပို့ချင်နေပါတယ်။ဒီအတော်အတွင်း Dress နဲ့ Philip တို့ရဲ့တန်ရောစဉ်ကပိုခိုင်မြဲလာပါတယ်။နေ့ထဲမှာကစားတာအတူတူပြိုင်ကားမောင်းတာစစ်လိပ်အတူတောက်တာတွေလုပ်ကြပါတယ်။ Dress ကိုယ်တိုင်တဲ့ပကြီးဆွဲကြည့်ရာကနေအဲ့ဒီပကြီးကားကို Philip က Euro 7 နဲ့ရောင်းပေးနိုင်ခဲ့ပါတယ်။ Philip ရဲ့မွေးနေ့ပွဲမှာတော့ Dress ကဂန္ဓဝင်တေးဂီတတွေအစား Boogie Wonderland တခြင်းကိုဖွင့်ပြီးအားလုံးကိုကောက်ခုန်စေခဲ့ပါတယ်။ဒါအပြင် Philip ရဲ့သမီး Alyssa ကိုစိတ်ဆင်းရဲအောင်လုပ်တဲ့ကောင်လေးကိုလည်းတွားရောက်ဆုံးမပေးခဲ့ပါတယ်။နောက်ပိုင်းမှာ Philip က Eleanor နဲ့ချင်းတွေ့ဖို့စီစဉ်ပေမဲ့နောက်ဆုံးမိနစ်မှာကြောက်စိတ်ဝင်ပြီးထွက်ပြေးခဲ့ပါတယ်။အဲ့ဒီညမှာပဲ Philip က Dress ကိုလေရင်ပြန်နဲ့ခေါ်သွားပြီးပကြီကားရောက်ရငွေတွေကိုပေးခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူလေထီးခုန်ခဲ့ကြပါတယ်။
ဒါပေမဲ့ Dress ရဲ့ညီရတန်းမှာပြဿနာတက်နေတာကိုတိလိုက်ရတဲ့အခါ Philip က Dress ကိုအလုပ်ကနေနားခွင့်ပေးပြီးမိသားစုစီပြန်သွားခိုင်းပါတယ်။ Dress ကသူ့ရဲ့နောက်ခံသမိုင်းကြောင်းကိုလည်း Philip ကိုပြောပြခဲ့ပါတယ်။သူဟာစီနီကောကနေမွေးစားခံခဲ့ရတဲ့အကြောင်းတွေပါ Dress ထွက်သွားပြီးနောက် Philip စီကိုပြုစုဆောင်ရှောက်သူအသစ်တွေရောက်လာပေမဲ့ဘသူကိုမှသဘောမကျပဲစိတ်တက်ကြနေပါတယ်။ Dress ကတော့သူ့ရဲ့အရင်ဘဝကိုပြန်ရောက်သွားပြီး Philip စီကတင်ယူခဲ့တဲ့အမှုပညာဗဟုသုတတွေနဲ့ကားမောင်းသမားအလုပ်တစ်ခုရသွားပါတယ်။ Philip ရဲ့အခြေအနေဆိုးရွားနေတာကြောင့် Yvonne က Dress ကိုအကူအညီလှမ်းတောင်းရပါတယ်။ဒါဟာဇလန်းအစကရဲတွေလိုက်တဲ့အခန်းကိုပြန်ရောက်သွားတာပါ။ Dress က Philip ကိုပင်လယ်ကမ်းခြေကိုခေါ်သွားပြီးစိတ်သက်သာရစေပါတယ်။နောက်ဆုံးမှာတော့ Dress က Philip ကိုစားတောက်ဆိုင်တစ်ခုမှာထားခဲ့ပြီးတခိုးထားတဲ့ Fabric ဥကိုပြန်ပေးကနှုတ်ဆက်ထွက်ခွာသွားပါတယ်။